အမြစ်ပွားနိုင်မှာပေါ့အမြစ်ပွားနိုင်မှာပိုးတွေတက်နေတယ်လောက်တွေတက်နေရဆိုရင်လောက်ကြစီပိုးကြစီလောက်တွေကြတဲ့စီပိုးကြတဲ့စီနီကိုအစဉ်တင်ပေးလိုက်မယ်ဒါကလောက်သေးပင်လို့ခေါ်တယ်တချို့ကတန်လျက်ပင်လို့ခေါ်တချို့ကလောင်မီးရွက်လို့လည်းခေါ်တယ်ခေါ်တဲ့လူခေါ်ရတော့အမျိုးမျိုးခေါ်ကြပါပေါ့နော်ခေါ်ရတော့မတူကြဘူးပေါ့အဲ့ထဲမှာဗာထည့်ပြရမလို့ဆိုတော့အမြစ်ပွားနာကြောင့်စီးကြိုကြောင့်စီးကြိုတွေတက်လို့အနာတွေဖြစ်တယ်ပိုးတွေတက်တယ်အမြစ်ပွားနာဖြစ်လို့ပိုးတွေရှိတယ်ပိုးတွေတက်တယ်ဆိုရင်ပိုးကြတဲ့စီလောက်ကြတဲ့စီအဲ့ဒါဦးစင်းကနေရောနီးဆေးနီးတင်ပေးလိုက်မယ်ဒီလောက်သေးပင်ရဲ့အရွက်ကိုအစိမ့်အမြစ်ကောအဲ့ဒါတပိတ်တာအဲ့ဒါကတပိတ်တာဒုဋ္ဌာက9ကျက်သားလောက်10သားလောက်ပေါ့10သားလောက်ထက်ဒုဋ္ဌာကိုလှော်ပြီးတော့မှထက်ဒီလောက်သေးရွက်ကပင်စ5ပါးတပိတ်တာဒုဋ္ဌာက10သားဆေးရွက်ကြီးကကြောတပိတ်တာအဲ့ဒီ3မျိုးကိုစားက50သားပြန်ပြောပြမယ်လောက်သေးရွက်ကတပိတ်တာဒုဋ္ဌာက10သားဆေးရွက်ကြီးကတပိတ်တာအဲ့တော့ပေါင်းပြီးတော့မှစိန်ထားတောက်ဆင်းပြီးတော့စိန်ရမှာတော့အကုန်လုံးတောက်ဆင်းပြီးတော့ဒုဋ္ဌာလှော်ပြီးတော့ထည့်ရမှာစိန်ထားပြီးတော့နေပူလေးမှာထားအဲ့ဒီစိန်ထားတဲ့ဥစ္စာကွက်လာပြီးအမြုပ်တွေထလာပြီးဆိုတော့မှအရက်ရှက်တို့လိုတော့ချက်ရမှာတော်တဲ့တနေရာတော့မှအရက်ရှက်တို့လိုချက်ပေါ့ကိုကဆေးချက်မှာဆိုတော့ဒီကြေးရွာအုပ်စုမှာရွာတဲ့ရထဲဆိုရင်တော့ကြေးရွာအုပ်စုကဥက္ခရာကိုပြောထားအရက်ရှက်တာမဟုတ်ဘူးဆေးချက်တာလို့ပြောမြို့တွေမှာဆေးချက်မှာဆိုလည်းပဲကိုယ့်ရဲ့ယာအိမ်မူးတို့ဆယ်အိမ်မူးတို့အဲ့လိုမျိုးပြောပြီးမှချက်တော့ကြနေအရက်ရှက်တာဆိုပြီးတော့လည်းဖမ်းနေအောင်မယ်အဲ့ဒီဆေးကိုရပြီဆိုရင်အမြစ်ပွားနာမှာဖြစ်နေတဲ့ပိုးတွေလောက်တွေကိုထည့်ပေးလဲရတယ်ဆေးအဖြစ်ဆေးထိုးအပ်နဲ့ထိုးပေးလို့လည်းရတယ်ထိုးပေးလိုက်လို့ရှိရင်သူကအမြစ်ပွားနာဆိုရင်သူကပေါက်ကြမှာသူကပေါက်ကြလာမှာရင်သားမှာဖြစ်ရင်နောက်ကျောကပေါက်တာမျိုးတို့ဂျိုင်းသားပေါက်တာမျိုးတို့လည်းရှိတယ်ဒီစီးကြိုကြောင့်ဖြစ်လို့အနာတွေဖြစ်နေရပိုးတွေတက်နေရဆိုရင်လည်းပဲသူ့ရအရေလေးကိုစွတ်ပေးရမှာခြေထားစိတ်ထားတောင်းထားပေါ့